အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြန်မာစာပေ page ရဲ့ season နဲ့အစီအစဉ်ကနေပြီးတော့ကျမတို့စာပေရေးရာအကြောင်းအရာပေါ့နော်စာပေရေးရာအကြောင်းအရာတွေကိုပြောကြမယ့်အစီအစဉ်ဖြစ်ပါတယ်ကျမကတော့ခင်သန္တာဖြစ်ပါတယ်ဒီနေ့ကျမပြောမယ့်အကြောင်းအရာရဲ့ခေါင်းစဉ်ကိုကျမကစာပေဆိုတာစလုံးနဲ့စာတာမဟုတ်ဘဲနဲ့စလိန်နဲ့စာတာဖြစ်တဲ့အတွက်စာပေပေါ့နော်စာရေးရင်တော့စလုံးကိုရေးချစလိန်ရေးချစာပေပေါ့ဒီစကားရက်လေးကကျမတငယ်ချင်းကဗျာဆရာစာရေးဆရာတယောက်ပေါ့နော်သူကခဏပြောဘူးတယ်ငါတို့နိုင်ငံကစာရေးသူတွေစာရေးဆရာတွေကစာပေဆိုတာတဲ့စာရက်နဲ့ပေပြီးရေးချရလို့စာပေလို့ငါကတော့ရင်နာနာနဲ့နောက်တဲ့စကားပြောဘူးတယ်လို့သူပြောတဲ့စကားလုံးလေးပါအဲ့တော့ဘာလို့ကျမတို့နိုင်ငံလို့ပြောလဲဆိုတော့နိုင်ငံတကာမှာစာရေးသူတွေစာရေးဆရာတွေဆိုရင်ဘဝရပ်တည်မှုရအောင်ပေါ့နော်အင်္ဂလိပ်လိုပြောရင်တော့ respectable life ပေါ့လူရသေးရှင်ရသေးရတဲ့ဘဝတစ်ခုရပ်တည်လို့ရအောင်စာပေနဲ့အသက်မွေးလို့ရတယ်ပေါ့ကျမတို့နိုင်ငံကတော့ခေတ်အဆက်ဆက်ဘယ်တော့မှစာပေတစ်ခုတည်းရေးသားခြင်းနဲ့ဘဝရပ်တည်မှုလူရသေးရှင်ရသေးဖြစ်အောင်အသက်မွေးလို့မရခဲ့ဘူးပေါ့ဒါကြောင့်ဒီတငယ်ချင်းရဲ့သူပြောတဲ့စကားလေးကိုခေါင်းစဉ်ယူလိုက်တာပါပေါ့နော်စာပေပေါ့နော်အဲ့တော့စာပေလို့ပြောတဲ့အကြောင်းအမပြောခင်စာပေအမျိုးအစားလေးကျမဖတ်ဖူးတဲ့အကြောင်းအရာလေးကိုနည်းနည်းပြောချင်ပါတယ်ဆရာကြီးဦးရွှေအောင်ကစာပေကို၃မျိုးခွဲထားတယ်သူကတတ္တပဓာနာစာပေတဲ့နောက်ပြီးတော့အဋ္ဌပဓာနာစာပေနဲ့ယတ္တပဓာနာစာပေဆိုပြီးတော့၃ပိုင်းခွဲထားတယ်ပေါ့နော်အဲ့မှာတတ္တပဓာနာစာပေဆိုတာတရားသဘောပေါ့နော်တရားသဘောပြဋ္ဌာန်းတာတဲ့အဲ့တော့ဒီလိုစာပေကဘယ်လိုလဲဆိုတော့သူကတရားအရတိတိကျကျလိုက်နိုင်ရမယ်တဲ့ဣတိရွှေမလွဲတရားအတိုင်းလိုက်နိုင်ရမယ်စာပေအဲ့ဒီစာပေကပြုပြင်လို့မရအောင်ပြောင်းလဲလို့မရအောင်အဲ့တော့ဘာနဲ့တူလဲဆိုတော့မင်းနဲ့တူတယ်တဲ့မင်းနဲ့ဆိုတော့သူ့အမိန့်ပေးတဲ့အတိုင်းတွေ့ဖိတ်လို့မရတဲ့စာပေပေါ့နော်တရားသဘောနဲ့ညှိရင်တရားသဘောနဲ့တိုက်ချလိုက်ရင်နည်းနည်းမှအတွေ့ဖိတ်မခံတဲ့စာပေကတတ္တပဓာနာစာပေတဲ့အဲ့တော့သူကမင်းနဲ့တူတယ်တဲ့နောက်ဒုတိယကျတော့အဋ္ဌပဓာနာစာပေသူကတော့အနက်သဘောဆောင်ပါတယ်တဲ့အနက်သဘောဘယ်လိုဆောင်လဲဆိုတော့ခုနကတတ္တပဓာနာလောက်သူကမပြင်းထန်ဘူးပေါ့နော်သူ့မှာပြောရင်တော့ flexible ရှိတယ်ပေါ့ရတယ်ပြုပြင်လို့ရတယ်အလျှော့အတင်းလုပ်လို့ရတယ်ပြောင်းလဲလို့ရတယ်ခုနကတတ္တပဓာနာစာပေကဘယ်လိုစာပေမှတွေ့တယ်ဆိုတော့ဥပဒေပေါ့ဥပဒေဆိုင်ရာအချက်လက်တွေကတတ္တပဓာနာစာပေထဲမှာပါတယ်ပေါ့ဒီဥပဒေဒါမပြောင်းမပြင်မပြုတ်ရွှေ့လို့မရအောင်ပေါ့အဋ္ဌပဓာနာစာပေကြတော့နည်းနည်းလေးအတိုးလျှော်လို့ရတယ်တဲ့ဘယ်လိုတွေမှတွေ့ရလဲဆိုတော့အထုပ်ပတ်တိတွေမှာအထုပ်ပတ်တိတွေတမိုင်းချောင်းရေးရတယ်မှာတွေ့ရတယ်တဲ့နည်းနည်းလေးအလျှော့တင်းလုပ်လို့ရတာဖြစ်တဲ့အတွက်ဒီစာပေကိုတော့ဆရာကြီးဦးရွှေအောင်ကမိတ်ဆွေနဲ့တူပါတယ်တဲ့ခုနကမင်းလောက်မပြင်းထန်ဘူးပေါ့နော်မင်းကတော့မရဘူးဒါပဲထပ်မပြောင်းနဲ့ပေါ့အဲ့တော့နောက်ဆုံးပြောထားတယ်ယတ္တပဓာနာစာပေကတော့ယတ္တဟုတ်တာပြဋ္ဌာန်းပါတယ်တဲ့သူကတော့မင်းလိုလည်းအမိတ်မပေးပါဘူးတဲ့မိတ်ဆွေလိုလည်းအကြံမပေးဘူးတဲ့ခုနကအဋ္ဌပဓာနာကတော့မင်းဒီလိုလေးတိုးချင်လားโอเคရှော့ကြည့်လိုက်မင်းတိုးချင်တိုးလို့ရတယ်ရှော့ချင်ရှော့လို့ရတယ်လို့အကြံပေးတဲ့စာပေပေါ့အခုယတ္တပဓာနာစာပေကြတော့ယတ္တသဘောကိုပဲပြဋ္ဌာန်းတယ်မင်းလိုလည်းအမိတ်မပေးဘူးမိတ်ဆွေလိုလည်းအကြံမပေးဘူးသူကချစ်သူနဲ့တူတယ်တဲ့သူ့ကိုဖတ်လိုက်ရင်ယတ္တစာပေကိုဖတ်လိုက်ရင်စိတ်ထဲမှာညှွတ်ပြောင်းလာတယ်ချစ်သူတယောက်ကိုချစ်ရတယ်လို့အဲ့တော့ချစ်တဲ့စိတ်နဲ့ပဲကိုကလိုက်ပြီးပြုပြင်ပြောင်းလဲတာဖြစ်တဲ့အတွက်ယတ္တပဓာနာစာပေဟာချစ်သူနဲ့တူတယ်လို့ဆရာကြီးကပြောထားတယ်အဲ့တော့ဘယ်လိုတွေမှာတွေ့ရလဲဆိုတော့တဲ့ကြပြားတွေဝတ္ထုတွေပြဆက်တွေမှာတွေ့ရပါတယ်တဲ့အဲ့တော့အဲ့ထဲမှာရေးတဲ့ယတ္တစာပေကိုဖတ်တဲ့အခါမှာသူ့ထဲကစာရေးသူကဖြစ်စေချင်တဲ့အကြောင်းအရာကိုရေးတဲ့အခါမှာဖတ်တဲ့သူကအရင်ဦးဆုံးညှို့နှူးလာတယ်ပျော့ပြောင်းလာတယ်ပြီးတော့မှကိုယ်စိတ်နဲ့ကိုယ်လိုက်ပြီးပြုပြင်ပြောင်းလဲချင်တာဖြစ်တဲ့အတွက်ချစ်သူနဲ့တူတယ်တဲ့ဆရာကြီးကဆက်ပြောထားတယ်လူတရားရဲ့ဘဝမှာတဲ့မင်းလဲလိုအပ်ပါတယ်တဲ့မိတ်ဆွေလဲလိုအပ်ပါတယ်ချစ်သူလဲလိုအပ်ပါတယ်တဲ့ဘလောက်အတိုင်းတာဒီဂရီထိလိုအပ်လဲဆိုတာကတော့လက်ခံကျင့်သုံးတဲ့သူရဲ့ပုံမှာမူတည်ပါတယ်တဲ့အဲ့တော့ကျွန်မကတော့ယတ္တစာတွေရေးရလူဖြစ်တဲ့အတွက်ယတ္တစာပေဘက်ကိုပဲဆွဲပြောပါမယ်ကျန်တဲ့စာပေတွေကလည်းခုနကမင်းလဲရှိတယ်မှာတယ်မိတ်ဆွေလဲရှိတယ်မှာတယ်ကျွန်မကတော့ချစ်သူကိုပို့သဘောကျပါတယ်ဒီတော့ကျွန်မယတ္တစာပေတွေရေးပါတယ်ကျွန်မရေးတဲ့ဆောင်းပါးတွေမှာတော့မှပဲကျွန်မယတ္တကဲတဲ့ဆောင်းပါးများပါတယ်တုတ္တကဲတယ်ဆိုတာအချက်လက်ယူတာတချို့ကလွဲလို့ပေါ့နော်အဲ့တော့ကျွန်မဖတ်ဖို့တဲ့သင်ယုံညွန်းတန်းတစ်ခုရှိတယ်ဒီနိုင်ငံကတော့မဟုတ်ဘူးကျွန်မနိုင်ငံတော့ရုပ်တရက်မပေါ်ဘူးအဲ့သင်ယုံညွန်းတန်းမှာကျတော့သူက art it sharing ပြောတယ်အနုပညာဆိုတာမျှဝေခြင်းပါပဲတဲ့ဘယ်လိုတွေမျှဝေလဲကိုခံစားရတဲ့အတိုင်း
သူများကိုလည်းခံစားစေချင်တယ်ထားပါတော့ကျမညှို့နှူးတဲ့အကြောင်းအရာလေးခံစားရတယ်ဆိုရင်ဩသူများလည်းဒီအကြောင်းအရာလေးသိပါစေပေါ့ကျမတနာလိုက်တာလို့ဖြစ်ရင်သူများကလည်းဒီတနာတဲ့ feeling လေးပေးချင်တာပေါ့ဒီအတွက်အနုပညာဆိုတာတဲ့ကိုချိုးချီတက်တက်မဟုတ်ပါဘူးတဲ့သူတစ်ပါးကိုမျှဝေခံစားလို့တဲ့စိတ်ဟာလည်းဒါအနုပညာဖြစ်ပါတယ်တဲ့နောက်တစ်ခုပြောထားရှိသေးတယ်အနုပညာရှင်ပေါ့နော်အနုပညာဖြစ်လာဆိုတာစာပေဂီတပကြီးကြပြအကုန်ပါတယ်ရှင်အဲ့လိုဖြစ်လာတဲ့လူတွေဟာသူတို့မှာပြဿနာတရက်ရက်ရှိလို့ပါပဲတဲ့ဒီမှာပြဿနာဆိုတာကိုသူတို့ကမြန်မာလိုပြဿနာဆိုတာတဲ့အင်္ဂလိပ်လို problem ဆိုတဲ့ခေါင်းစဉ်အကိုယူတာ problem ဆိုတာဖြေရှင်းလို့ရတာပေါ့နော်အရှုပ်ထုတ်ပြဿနာကိုပြောတာမဟုတ်ပါဘူးဖြေရှင်းလို့ရတယ်ဖြေရှင်းနိုင်တဲ့ problem လို့ခေါ်တဲ့ပြဿနာတွေသူတို့မှာရှိချပြီးတော့သူတို့ဟာဘယ်လိုဖြေရှင်းရမလဲလို့သိလာပြီးတော့မှအဲ့ဒီဖြေရှင်းတဲ့နည်းကိုခဏကစာဖတ်သူဒါမှမဟုတ်လည်းပြိတ္တပေါ့နော်အဲ့လူတွေရှိကိုမျှဝေတာဖြစ်တဲ့အတွက်ပြဿနာကိုယ်တိုင်ရှိတဲ့ဟာကို sharing လုပ်ခြင်းရလဲအနုပညာတစ်ရပ်ပဲလို့ပြောတယ်အဲ့တော့ကျမကအနုပညာတွေစာပေဂီတပကြီးကြပြခေါင်းစဉ်ပေါင်းများစွာရှိတဲ့ထဲကကျမရေးတဲ့ကျက်သားစာပေဘက်ကိုထပ်ပြီးစင်ကဲဆွဲလိုက်မှာပေါ့နော်